အမိုးကိုဖယ်ရှားလိုက်မည်ဆိုပါကအတွင်း၌မိသားစုတစုလုံးနေထိုင်နေကြသည်ကိုမြင်တွေ့နိုင်သည်ဤကဲ့သို့သောအိမ်မျိုးစားကိုမြေအောက်တစ်ပိုင်းအိမ် semi underground home ဟုခေါ်ဆိုတော်လဲထိုမျိုးသားတွင်တန်အားလျော်စွာကလေးရှိရောက်ထိရှိလာခဲ့သည်ထို့ကြောင့်ဤလိုရှင်သောတခန်းတွဲအိမ်လေးသည်သူတို့အတွက်မကျယ်ဝန်းတော့ပေထို့ကြောင့်တင်သည်သူ၏ကောက်ရိုးအိမ်ငယ်လေးကိုချက်ချင်းဖြက်စီးကနေရာကိုပုံမကျယ်ဝန်းအောင်ပြုလုပ်ပြီးမြေကြီးထဲသို့မီတာတော်များများနက်အောင်ထပ်မံတူးဆွရန်ဆုံးဖြတ်လိုက်သည်ဤနည်းကတင့်ကိုနေရာပိုရစေတော်လဲ area မှာအလွန်ကျယ်ဝန်းသွားပြီးအမိုးအတွက်တစ်သားထုတ်တမ်းများကမမီတော့ပဲတိုးနေခဲ့သည်ထို့ကြောင့်တင်သည်မြေကြီးထဲတွင်ကြီးမားသောအပေါက်များဖောက်ကတကားများနှင့်တင်းပေါက်များကိုထည့်သွင်းပေးခဲ့သည်ဤနည်းလမ်းဖြင့်တင်သည်အခန်းရှိခန်းကိုဖန်တီးပေးနိုင်ခဲ့သည်ဤမြေအောက်ခန်းများသည်စောင်းရသည်တွင်နှွေးထွေးပြီးနှွေးရသည်တွင်အေးမြမှုကိုပေးစွမ်းနိုင်သည်နေရာအလုံးလောက်ရှိသွားပြီးဖြစ်တော်လဲမိုးရေများသည်ခြံဝင်းထဲသို့လွယ်ကူစွာစုပုံလာနိုင်ပြီးမြေပြင်မှရေများသည်လည်းမြေကျင်းထဲသို့ပြန်လည်စီးဝင်လာနိုင်သည်ထို့ကြောင့်တင်သည်ထက်မြက်သောအကြံဉာဏ်တစ်ခုရရှိခဲ့သည်မိုးရေများအတွင်းသို့စီးဝင်ခြင်းမှာကာကွယ်ရန်ပတ်လည်တွင်40စင်တီမီတာမြင့်သောအုတ်တတိုင်းကိုတိစောက်ခဲ့သည်ထို့နောက်မြေကျင်းထဲတွင်ရေတွင်းတစ်တွင်းကိုတူးလိုက်သဖြင့်အတွင်းရှိရေများသည်ထိုတွင်းထဲသို့စီးဝင်ကာတိုးလောင်ပြီးသားဖြစ်သွားသည်ဤရေကိုလူသားများတိရစ္ဆာန်များနှင့်အပင်ရေလောင်းရန်အတွက်အသုံးပြုနိုင်သည်ဆက်လက်ပြီးနေ့စဉ်အဝင်ထွက်ပုံမိုလွယ်ကူစေရန်ခြံဝင်းအပြင်ဘက်တွင်ပြည့်ပြည့်သောရှောဆောင်းလမ်းတစ်ခုကိုအဝင်ထွက်လမ်းအဖြစ်တိစောက်ခဲ့သည်နောက်ဆုံးတွင်မူဖြတ်တန်းသွားလာသူများမြေကျင်းထဲသို့မပြုတ်ကျစေရန်တတိပေးသည့်အနေဖြင့်ခြံဝင်းထဲတွင်တစ်ပင်တစ်ပင်ကိုစိုက်ပျိုးခဲ့သည်ဂုံယူပါသည်တင်သည်တရုတ်နိုင်ငံရှန်ရှိရှန်ဆာပြည်နယ်၏ထင်ရှားလာသောမြေနှိမ်ခြံဝင်းအိမ်များ Sunken Gorge Homes ကိုအောင်မြင်စွာတီထွင်ဖန်တီးနိုင်ခဲ့